အဖိုးကိုတယောက်ဟာလူကိုပြန်လည်နှုတ်ပြစေနိုင်တဲ့အသီးတစ်လုံးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူဟာအဲ့ဒီအသီးကိုတေးအန်ဆဲဆဲဖြစ်နေတဲ့သူ့ဇနီးတီကိုကျွေးလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့ဇနီးတီဟာတကယ်ပဲအသက်20အရွယ်မိန်းကလေးတစ်ယောက်အဖြစ်ပြန်လည်နှုတ်ပြသွားခဲ့ပါတယ်။ဇနီးတီရဲ့ပြောင်းလဲမှုကိုကြည့်ပြီးအဖိုးဟာအလွန်အားတင်သွားပြီးသူတို့နှစ်ဦးဟာတယောက်ကိုတယောက်တင်းတင်းကြပ်ကြပ်ဖက်ထားမိကြပါတယ်။အဖိုးဟာဇနီးတီရဲ့အခြေအနေကိုစိုးရိမ်တကြီးနဲ့အမြဲမပြတ်စောင့်ကြည့်နေခဲ့ပေမဲ့ဇနီးဖြစ်သူကတော့သူမကိုယ်သူမနေလို့ရန်ကောင်းနေတယ်လို့ပြောပြခဲ့ပါတယ်။အဲ့ဒီနောက်ဇနီးတီဟာသူ့ခင်ပွန်းကိုလည်းပြန်လည်နှုတ်ပြစေခြင်းတဲ့အတွက်အဲ့ဒီအသီးကိုထပ်သွားရှာခဲ့ပါတယ်။ဒါပေမဲ့ခင်ပွန်းဖြစ်သူကအသီးနဲ့လုံးတောင်စားကြည့်ခဲ့ပေမဲ့ဘာမှထူးခြားမလာခဲ့ပါဘူး။ဇနီးတီကဘာကြောင့်လဲလို့သိချင်နေတဲ့အခါခင်ပွန်းဖြစ်သူကလူတစ်ယောက်နဲ့တစ်ယောက်မတူလို့နေမှာပေါ့ဆိုပြီးနှစ်သိမ့်ပေးခဲ့ပါတယ်။ခင်ပွန်းဖြစ်သူဟာသူ့ဇနီးကိုတေမင်းလက်ကနေပြန်လည်ရရှိခဲ့တာကြောင့်အခုလိုအသက်ရှင်နေတာကိုပဲကျေနပ်လာပါပြီ။ဒါပေမဲ့ငယ်ရွယ်နှုတ်ပြသွားတဲ့ဇနီးတီကကလေးယူဖို့အကြံပြုလာပါတယ်။အသက်ကြီးနေပြီဖြစ်တဲ့ခင်ပွန်းဖြစ်သူကတော့အင်အားမရှိတော့တာကြောင့်ကိုငယ်တုန်းကတော့ကလေးလိုချင်ခဲ့တာပေါ့။ဒါပေမဲ့အခုတော့တကယ်ကြီးမလိုချင်တော့ဘူးလို့ရိုးရိုးသားသားပဲပြောလိုက်ပါတယ်။အဲ့ဒီအခါဇနီးတီဟာဒေါသထွက်ပြီးထွက်သွားခဲ့ပါတယ်။လမ်းပေါ်မှာတွေ့တဲ့သူစိမ်းတစ်ယောက်ရဲ့ကလေးကိုအတင်းလူယူဖို့ထိစူးစမ်းခဲ့တာကြောင့်လူတွေကသူမကိုယူနေတယ်လို့ထင်သွားကြပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲခင်ပွန်းဖြစ်သူအချိန်မီရောက်လာပြီးသူမကိုကာကွယ်ပေးခဲ့ပါတယ်။နောက်တနေ့မနက်ခင်ပွန်းဖြစ်သူနိုးလာတဲ့အခါဇနီးတီပျောက်နေတာကိုတွေ့လိုက်ရပါတယ်။ဇနီးတီဟာသူမရဲ့ပြိုရမှုကိုအပြည့်အဝအသုံးချချင်နေခဲ့တာပါခင်ပွန်းဖြစ်သူကလမ်းတကာပတ်ပြီးစိတ်ပြက်လက်ပြက်လက်ရှာနေအောင်မှာပဲဇနီးတီဟာသူမရဲ့ပထမဦးဆုံးရေးစားဟောင်းနဲ့မတော်တဆဆုံတွေ့သွားပါတယ်။ရေးစားဟောင်းဖြစ်သူကသူမကိုမယုံနိုင်လောက်အောင်ငေးကြည့်နေတော့ခင်ပွန်းဖြစ်သူရောက်လာပြီးသူမကိုခေါ်သွားဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဇနီးတီကခင်ပွန်းဖြစ်သူကိုရုံးဖယ်လိုက်ပြီးရှင်နဲ့အိမ်ပြန်မလိုက်ဘူးလို့ပြောခဲ့ပါတယ်။သူမဟာပြိုရမှုကိုပေးနိုင်တဲ့အတီးကိုတယောက်တည်းထပ်သွားရှာပြီးရေးစားဟောင်းကိုပါပြန်လည်နှုတ်ပြစေဖို့သွားပေးခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ဦးအချစ်ဟောင်းကိုပြန်ဆက်ချင်ခဲ့ကြတာပေါ့။ခင်ပွန်းဖြစ်သူရောက်လာတဲ့အခါဇနီးတီဟာရေးစားဟောင်းနဲ့အတူရှိနေတာကိုမြင်လိုက်ရပါတယ်။သူမကခင်ပွန်းကိုရှင့်ကိုမချစ်တော့ဘူးလို့ပွင့်ပွင့်လင်းလင်းဝန်ခံခဲ့ပါတယ်။ခင်ပွန်းဖြစ်သူမှာစိတ်ပြက်လက်ပြက်နဲ့ထွက်ခွာသွားရုံကလွဲလို့တခြားရွေးချယ်စရာမရှိတော့ပါဘူး။ဒါပေမဲ့လည်းခင်ပွန်းဖြစ်သူဟာသူ့ဇနီးကိုကယ်တင်ခဲ့မိတာကိုဘယ်တော့မှနောင်တမရခဲ့ပါဘူး။သူတို့နှစ်ဦးရဲ့လှပခဲ့တဲ့အချိန်လေးတွေကိုပဲသူပြန်လဲအမှတ်ရနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ခင်ပွန်းဖြစ်သူဟာဇနီးတီစစ်ပြောင်းမလားဆိုတဲ့မျှော်လင့်ချက်နဲ့ပြန်သွားရှာခဲ့ပေမဲ့ရင်နာစရာကောင်းတာကဇနီးတီဟာလှည့်ထွက်သွားပြီးဒီလူကြီးကိုမောင်းထုတ်ပေးစမ်းပါလို့သူမရဲ့ရေးစားဟောင်းကိုခိုင်းခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲဇနီးတီအတွက်ဝေချမာကအလွန်လေးမြန်စွာရောက်ရှိလာခဲ့ပါတော့တယ်။